Hello hi ဒီအမျိုးယထာလက်မှတ်တွေကို online ကနေဘယ်လိုအဆင့်ဆင့်ဝယ်လဲဆိုတာကို share နဲ့တူလိုက်ကြည့်ရအောင်နော်မြမယထာ website တွေကိုဝင်ဖို့ search bar မှာ ORTP လို့ရိုက်ထည့်လိုက်ပါshare တို့ဝယ်တော့ကတော့ထက်တန်းခုံတွေအကုန်မြန်တာမို့လို့ည7 နာရီမတိုင်ခင်တည်းက website ထဲကြိုဝင်ထားတာပါရင်ဆုံးလက်မှတ်ဝယ်ယူရန်ကိုနှိပ်လိုက်မယ်ကိုစီးမဲ့ရက်ဂိတ်စာဂိတ်ဆုံးနဲ့စီးမဲ့လူအရေးအတွက်ကိုအတိအကျလေးရွေးထားပါမယ်ခုရထားတွေအများကြီးပြည့်စွဲနေပြီဆိုတော့ပို့ပြီးအဆင်ပြေလာတာပေါ့နော်နောက်တစ်ဆင့်ကတော့ကိုစီးမဲ့အချိန်နဲ့ယထာထိုင်ကုန်တွေကိုရွေးရမှာဖြစ်တယ်စပိန်ယထာကတော့ပထမတန်းအတွဲ၄တွဲနဲ့အထက်တန်းအတွဲ2တွဲပါပါတယ်ယထာတွေရွေးပြီးပြီဆိုတာနဲ့ထိုင်ကုန်ရွေးချယ်လို့ရပါပြီနောက်ဆက်နေဖြစ်တဲ့အမည်မပုံတင်ဖြေတာငွေချေတာအတွက်မိနစ်20တောင်ရတာမို့လို့ AC ဖြေပါနော်။ share ဖြေတာတော့9မိနစ်ပဲကြာတယ်။ပြီးရင်တော့ယထာစီးမဲ့အရောက်တိုင်းရဲ့အမည်မပုံတင်အမှတ်တွေဖြေရမှာဖြစ်ပါတယ်။ဖုန်းနံပါတ်ကတော့တစ်လုံးဆိုရပါပြီ။ကိုဖြည့်ခဲ့တဲ့အမည်မပုံတင်နံပါတ်နဲ့ခီးစဉ်အချက်အလက်တွေဖြစ်တဲ့ရက်တွေချိန်ယထာတွေထိုင်ကုန်နံပါတ်စာရာတွေကိုတည်တည်ချာချာလေးစစ်ပါနော်နောက်ဆုံးဆင်းရတော့ငွေချေတာပါ MBU ကတ်နဲ့ပဲဖြစ်ဖြစ် MMJUR နဲ့ချိတ်ထားတဲ့ဘယ် wallet နဲ့ဖြစ်ဖြစ်မဆိုပေးလို့ရပါတယ်ပေါ်လာတဲ့ QR code ကို KB ဆိုတဲ့ application တွေနဲ့ scan ဖတ်ပြီးရတဲ့ယထာလက်မှတ်လေးကြာလာပါမယ်အောက်ဆုံးမှာရှိတဲ့အစိမ်းရောင် download button လေးကိုနှိပ်ပြီးတော့ယထာလက်မှတ်တွေကိုဖုန်းထဲမှာ save ထားလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေ bye bye